ဒါနံသီလင်းစနေကမံပညာဝိရိယပင်စမံခန္တီသစ္စာအဋိဌာနံမေတ္တုပခာတိမာရတာပါရမီ7ပါးရဲ့ process ကိုစင်ချလိုက်တာဒါနရှိရလာတာပဲဘာဘူးလို့လွယ်လို့တဲ့ဟုတ်ပြီဒီဒါနတွေကိုဒီလောက်လှုပ်ထားပြီးပြီနှစ်ပေါင်း30လဲကျော်နေပြီသွမ်းပရိသပင်ကလည်း140သိန်းဒါဟာသာသနာတက္ကသိုလ်မှာလှူတာပဲရှိသေးတာကိုတို့ရဲ့ဖုန်ကြီးလန်တန်ခါရဏဆွမ်းလောင်းမှာကိုတို့ရည်မှန်းထားတဲ့အတိုင်းကိုတို့လှူနေကြတာတွေလည်းအမြဲမပြတ်လှူနေတာပဲနဲတဲ့လှုပ်အားတွေလားဒီဒါနနဲ့ဒီကတ်ကိုကြော်နိုင်လားဆိုလို့ရှိရင်ရှင်းဝန်ခံကြဆိုမကြော်နိုင်ဘူးဒါနဟာဘာသာတရားတိုင်းကအကုန်လုံးသူ့ကိုဖေပါပေးတယ်ဘယ်ဘာသာမဆိုဒါနကိုဖေပါပေးတာတွေကြီးတယ်ပဲဒါပေမဲ့ဒီဖေပါပေးပင်ပေးတော်လဲပဲဒီဒါနတစ်ခုတည်းနဲ့ကတော့ဖြစ်ရင်ကတ်မကြော်နိုင်ဘူးတချို့အခက်ခဲတွေမကြော်လွှားနိုင်ဘူးပေါ့ overcome မဖြစ်ဘူးဒီတော့ဘာလို့ရမှာတော့လဲဆိုလို့ရှိရင်ခုနပြောတဲ့အဓိကအကြဆုံးနော် essential foundation ဖြစ်တာဘာတော့ morality ရဖြစ်တာဆိုတော့ဒီနေ့ morality ကိုလည်းပြောခြင်းနဲ့စိတ်ကသိမရှိဘူးဘာပြောချင်တာတော့ဆိုရင်လွယ်လွယ်ကူကူဘာဝနာတွေကိုတက်ရောက်မဲ့အရာလေးပြောခြင်းနဲ့အတူတူပဲယတိဥခန္တီအကြောင်းသိမှာပါကြိုက်ထီယိုဆိုလဲသူပါလိုက်တာပဲဟုတ်ရဲ့လားမန္တလေးတောင်တော်ကြီးဆိုရင်လည်းပဲသူကဥဆောင်ပြီးလုပ်ခဲ့တာပဲစကိုင်းတောင်တော်တစ်ချောက်အလှအပတွေသာသနာရေးဆိုင်ရာဖရာတွေတစောင်းကြီးကြောင်းကန်တွေသူလုပ်ခဲ့တာပဲရွှေဆက်တော်ကိုလွတ်လားမလွတ်ဘူးဆိုတော့ဒီလောက်ကြီးအထိအလုပ်ငန်းတွေလုပ်နိုင်တာအန်တရယ်တွေများမှာပေါ့များလဲများခဲ့တာပဲဘာတွေနဲ့လွတ်ခဲ့တော့သာသနာတော်ကပေးတယ်ဤပညာတွေအသုံးပြုပြီးတော့မှသူ့ဘဝကိုတဘာဝအလျောက်တာလျင်အိုရေးနာရေးသေရေးကိုဖြည့်ရှင်းခဲ့တယ်ပေါ့တစုံတစ်ယောက်ရဲ့လောက်ကြံမှုနဲ့သူဟာဆုံးမသွားရတာမဟုတ်ခဲ့ဘူးသာသနာတော်ကပေးတဲ့ဤပညာဗုဒ္ဓစကုံကိုလုံးချုံ၍လုံစေသောဓမ္မစကုံကိုလုံးချုံ၍လုံစေသောသံဃာစကုံကိုလုံးချုံ၍လုံစေသောစကုဆိုတာမျက်လုံးဒါပေမဲ့ဒီနားမှာမျက်လုံးကိုယူချင်တာမဟုတ်ဘူးဓမ္မစကြာမှာလာတယ်မဟုတ်လားဒီနေ့ဓမ္မစကြာနေမလားစကုံဥဒဘာရီပကတိမျက်လုံးကြီးလင်းတာကိုဆိုလိုတာမဟုတ်ဘူးဒါကိုနောက်ထပ်တစ်ခါ definition ဖွင့်နေညာဏံဥဒဘာရီဒါလေးကိုတချို့ကနားမဝင်ပါဆိုလို့ပညာဥဒဘာရီတချို့ကြတော့လည်းဒီစကားလုံးမကြိုက်တော့ဘူးဒါကြောင့်မို့မြတ်စွာဘုရားတော်တစ်မျိုးတင်းလာတယ်ဝိဇာဥဒဘာရီအာလောကောဥဒဘာရီဆိုတော့ဘာဆိုလို့ချင်တာတော့ဉာဏ်ရည်ဉာဏ်သွေးကိုဆိုလို့ချင်တာမှန်တယ်မလားဘုရားစကုံကိုလုံးချုံ၍လုံစေသောဓမ္မစကုံကိုလုံးချုံ၍လုံစေသောသံဃာစကုံကိုလုံးချုံ၍လုံစေသောယတိကြီးမှာအစွမ်းနေရှိတယ်အဲ့ဒီအစွမ်းကာတာလဲဒကာဒကမတို့အကုန်ရပြီးသားပဲယတိဥက္ကန္တိကာထာဆိုတာလေရဟံဘိအန္တဇယံသူကတံဘာညာပေါ့ဗမောဆရာတော်ဘုရားကြီးလည်းဟောရမလားဗမောဆရာတော်ဘုရားကြီးဖော်ထုတ်လို့မို့ထပ်မှန်ပြီးတော့မှ populous ဖြစ်လာတဲ့ဂါထာပဲဆိုတော့ဒီနည်းပညာတွေအပါဝင်ပေါ့လူလူကြားကိုချမပြခဲ့တဲ့နည်းပညာတွေယတိကြီးမှာရှိတယ်ဒါကြောင့်မို့လို့ British government ကနေပြီးတော့သူ့ကိုလိုက်နေတာဘယ်လိုလုပ်ပြီးဒီပတ်စံတွေရတယ်လဲဆိုငါမှငွေထုတ်ဆက်ရှိတယ်လို့ပြောတယ်ရွက်ပြောတာပါဟုတ်လားအဲ့တော့ဘာလုပ်တော့ခဏစောင့်ကြည့်ကြနောက်ထပ်နိုင်ဝက်နေလာခဲ့ကြဟုတ်တယ်မလားပရိထိုင်စိတ်နေလိုက်တယ်လာတဲ့လူတွေကငကတ်တွေချွတ်လူဆွဲကြိုးတွေချွတ်လူရှိကဖလားကြီးပြေးသွားတာပဲမလားအေးဒါတွေနဲ့ငါလုံနေတာလို့ပြောပြတယ်သူ့မှာလျှို့ဝှက်ချက်တွေရှိတာပေါ့ဝိဇာလိုင်းကပုဂ္ဂိုလ်ကိုဟုတ်တယ်မလားဒါနကလည်းအပြည့်ပဲ morality ကလည်းဘာတော့အပြည့်ပဲ meditation ကလည်းအပြည့်ပဲအဲ့ဒီဓမ္မဝိဇာတွေရဲ့အဆောင်လျှောက်တွေကလည်းဘာဖြစ်တော့
ရတယ်မရလို့မရဘူးလေသူကိုယ်တိုင်ကဝိဇ္ဇာပါဆိုမှဟုတ်တယ်မလားဒါကြောင့်မို့လို့မန္တလေးတောင်တော်မှာ British government ကနေပြီးတော့သူ့ကိုဘာဖြစ်တော့လိုက်တဲ့နေရာမှာအေးငါမှငွေထုတ်ဆက်ရှိတယ်လို့ရဲဝုန်းကိုဘာဖြစ်တော့နောက်ထပ်နိုင်ွက်နေလာခဲ့ကြလို့ဘာဖြစ်တော့ပြောပြီးတော့လက်တွေပြသခဲ့တာမှန်လားအဲ့လောက်ရွှေတွေငွေတွေဒီလောက်ကြီးအထိကိုင်တွယ်သုံးသပ်နေရတဲ့ဘဝမှာအန္တရာယ်တွေအများကြီးရှိနိုင်တာပေါ့ဗုဒ္ဓစကုံကိုလုံးခြုံ၍လုံသေးသောနည်းနည်းချဲ့ကြည့်အောင်ဗုဒ္ဓစကုံအိမ်လုံးခြုံ၍လုံသေးသောချဲ့လာပြီဗုဒ္ဓစကုံကြောင်းလုံးခြုံ၍လုံသေးသောချဲ့လာပြီဗုဒ္ဓစကုံရွာလုံးခြုံ၍လုံသေးသောဒီနည်းပညာတွေကိုယတိဥခန္တီသာလျင်သုံးခဲ့တာလားဆိုတော့ဟိုတန်လျင်သားဆရာတော်ကြီးမုန်းချင်းဆရာတော်လေဟုတ်တယ်မလား Second World War ဘာဖြစ်တော့ဖြစ်နေတဲ့အချိန်အဲ့တော့ဘုန်းကြီးကျောင်းဆိုတော့လူတွေကအခါအကွယ်ရမယ်ထင်ပြီးတော့ဘာဖြစ်တော့တန်မုတ်တွေမုန်းချင်းတော်ရမှာဘာလုပ်ကြရတော့လာခိုကြတာဘုန်းကြီးတရုံလုံးလာချတာနော်ချသမျှကွဲလာမကွဲဘူးဘယ်ဆရာတော်မှနီးပညာတွေရှိတာပေါ့တကယ်အလုံးလောက်ထားတာဟုတ်တယ်မလားမုန်းချင်းမင်းတရားဆိုတာကြားဦးမှာပေါ့နော်မြေနေရွာကမုန်းချင်းမင်းတရားရဲ့ဆွေတွေမျိုးတွေနေတဲ့နေရွာအဲ့နာမှာမြေနေရွာဆိုတာရှိတယ်အဲ့တော့အဲ့ဒီမြေဆွေတွေမျိုးတွေကဘယင်မျိုးဘယင်နွယ်တွေဖြစ်လာတဲ့အခါကျတော့စီးပွားရေးလူမှုရေးအစစရေးရပြည်လေအခါကျတော့သာသနာပြုလုပ်ငန်းလုပ်ကြတာပေါ့အဲ့နာမှာဘာဖြစ်တော့ဖရာเจ้าကနေဆောက်တာပေါ့ဟုတ်သလားဖရာเจ้าကနေဆောက်ပြီးတော့မှအဲ့ဒီမှာနေလာခဲ့တာနောက်ဆုံးတော့ဘာဖြစ်တော့ KSS တောတွေဖုံးအဲဒီဆရာတော်ဘုရားကြီးကအဲ့ဒီမုံညင်းဆရာတော်ဖြစ်လာမဲ့ပုဂ္ဂိုလ်ကိုအဲ့ဒီတောထဲကိုသွားနေခိုင်းတာအဲ့တော့ဘာတွေလုပ်ရတော့သစေအင်မတန်6တဲ့နေရာမှာဘာတွေလုပ်ရသူတို့နဲ့တဲ့အောင်ပေါင်းရတာပေါ့မေတ္တာတွေပွားရတယ်ပရိတွေစိတ်ရတယ်ကုသိုလ်တွေပြုရတယ်သီလတွေလုံအောင်ဆောင်သင်ရတယ်ဟုတ်တယ်မလားအဲ့ဒါလို့နေလာရင်ကနေပြီးတော့